ဒီနေ့တော့ဌာနမှာ meeting ရှိတယ်ဆိုတဲ့အတွက် projector ဆင်ရပဲဖြစ်ပါတယ် HDMI ကြိုးထိုးတယ်မဝင်တဲ့အတွက်ကြောင့်ပြောင်းပြန်လှည့်ပြီးထိုးပါတယ် power cable ကိုယူပါတယ်ယူပြီးတော့ laptop မှာအောက်ထိုးလိုက်ပါတယ်အဲ့နောက်မှာတော့ projector ရဲ့ power clock ကိုနှိပ်ပါတယ်ခင်ဗျာပြီးတော့ power ပွင့်လာတာကိုစောက်ပါတယ်မပွင့်လာသေးပါဘူးပွင့်တာကိုစောင့်နေတဲ့အချိန်မှာ speaker ကိုအားသွင်းပါတယ် projector ပွင့်လာပြီဆိုရင်နောက်မှာတော့ကျွန်တော်တို့ရုပ်ထွက်မထွက်ကြည့်ပါတယ်ရုပ်ထွက်ပါတယ်ဒါပေမဲ့ projector ကတော့နည်းစောင်းနေပါသေးတယ်ဟိုဘက်ဒီဘက်ရွှေ့ကြည့်ပါတယ်မရပါဘူးအဲဒီနောက်မှာတော့ speaker နဲ့ laptop က bluetooth နဲ့ချိတ်မချိတ်ကြည့်ပါတယ် okay ချိတ်ပါတယ်အဲဒီနောက်မှာတော့ projector ဆင်းတယ်လို့ပါလို့နဲ့ YouTube ကိုသွားပြီးတော့ 1OK Rock ရဲ့တခြင်းတစ်ပုဒ်ကိုဖွင့်လိုက်ပါတယ်အဲ့ဒါနဲ့ projector မညီသေးဘူးဆိုပြီးတော့ remove နဲ့နှိပ်ပြီးတော့ထပ်ချိန်ပါတယ်ချိန်ပါတယ်မရပါဘူးချိန်ပါတယ်ဟိုဘက်ဒီဘက်ရွှေ့တယ်တဲ့အောင် screen ထဲဝင်အောင်ချိန်ကြည့်ပါတယ်ချိန်ပါတယ်တော်လေးတော့မှန်လာပါပြီခလောက်တွေကို line နှိပ်ကြည့်ပါတယ်ဒါပေမဲ့လည်းမရပါဘူးလိုချင်တယ်လို့မရပါဘူးအဲ့တော့ဆက်ချိန်ပါတယ်ဒီနောက်မှာတော့နိုင်ယူကြည့်ပြီးတော့အချိန်စောသေးတယ်ဆိုပြီးတော့နောက်ထပ် 1OK Rock တခြင်းတစ်ပုဒ်ကိုထပ်ဖွင့်လိုက်ပါတယ်So young and hopeless, got demons in your head. We are the colors in your dark. Never more. ဒါတော့ချင်းဆိုနေတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းစာသားတွေအလွန်မရပါဘူးလုံးချနေတာပဲဖြစ်ပါတယ် You should be someone else ဒါတော့ပြင်လို့ပြီးသွားပါပြီ Thank you